မရှိတဲ့အရာတွေကိုဘွားမှာမရှိရခြင်းဟာမရှိတဲ့အရာတွေရှိလာခြင်းဟာမလုံတဲ့အရာတွေကိုလုံမိတဲ့နောက်ပိုင်းနဲ့စပြီးတော့မှမရှိတဲ့ပြဿနာတွေကိုမှရှိလာတာဖြစ်တယ်ကျွန်တော်တိမသိတာလို့ဖះကိုပြောရင်ဖះမကြိုက်ဘူးကျွန်တော်တိမသိတော့ပြောလေနင့်ငါစံစာပေးထားတယ်ဟုတ်လေစံစာဆိုတာကဆရာတွေအတွက်ပဲမဟုတ်လားအဲ့ဒါကြောင့်ဒုက္ခရောက်တာငါလူဒီပညာနဲ့တော့ဆုံးရှုံးတယ်စံစာဆိုတာဆရာတွေအတွက်ပေးထားတာမဟုတ်စံစာဆိုတာကဖယားသခင်သားသမီးအားလုံးအတွက်ဖယားကပေးထားပေးတာအာမင်တင်သူများတဲ့ခေါင်းတစ်လုံးပို့ခြင်းတင်နှုတ်ကပတ်တော်ဆွဲကင်ထားဖို့တော့အရေးကြီးတယ်တိတိကျကျပြောရင်ငါတုံးမဖြစ်ခြင်းသင်ကိုဖယားသားသမီးအနေနဲ့တကယ်အောင်မြင်စွာအသက်ရှင်စေခြင်းတဲ့အတွက်ဖယားစံစာပေးထားတယ်ဒါမဲ့တင်ကစံစာဖတ်ပြင်းတယ်စံစာဖတ်ပြင်းတယ်ဘယ်ဟာမှပြောလဲဆိုတော့ social media မှာတော့ပြောတယ် social media ကသင်ကိုမတိုးတက်စေဘူးကြာရှုံးစေတယ် social media ပဲမကောက်ဘူးမှတ်ထားညီကောင်မောင်မတို့သင်ကိုအဲ့ဒီ social media တွေကမထင်လို့သင်ကိုလူရိုင်းဖြစ်စေတယ်လူရိုင်းဖြစ်စေတယ်လူရင်ကြီးမဖြစ်စေဘူးယခင်တော့မဆဲတတ်ဘူး social media ဆဲတာတွေမြင်လို့သူလည်းဆဲတတ်လာတယ်အများကြီးစံစာမဖတ်လို့သင်ကိုဘုရားသခင်အတုံးနဲ့ရိုက်တယ်ဘုရားမဟုတ်ပါဘူးဒါမဲ့မင်းကြည့်တင်တာကိုမကြည့်ရင်မကြည့်တင်တာတွေမင်းကြည့်တော့